မင်္ဂလာပါရှင်အခုတစ်ခေါက်မှာတော့ကျမရောင်းနေတဲ့ဒီလို1ဆက်လေးတွေကတစုံကိုကျမကကန်ဆယ်မဲလေးဖောက်ပေးမှာဖြစ်ပါတယ်ရှင်ကျမရဲ့ Maven Say account လေးကို follow လေးလုပ်မယ်အသေးလေး payment comment လေးရေးမယ် seed လေးလုပ်မယ် copy လေးယူမယ်ဒီအချက်ကလေးတွေနဲ့ပြည့်စုံတယ်ဆိုလို့ရှိရင်ကျမကဇူလိုင်လ3ရက်နေ့မှာကန်ဆယ်မဲလေးအစီအစဉ်လေးကိုကြီးညာပေးမှာဖြစ်ပါတယ်ရှင်ဒီကျမရဲ့ဒီအစီအစဉ်လေးမှာပြည်ပကရောပြည်တွင်းရောမြည်သူဆိုပါဝင်လို့ရပါတယ်ရှင်ဒီအချက်တွေနဲ့ပြည့်စုံတယ်ဆိုလို့ရှိရင်မြည်သူမဆိုပါဝင်လို့ရပါတယ်ရှင်ကျမကဒီဟာလေးတွေကိုကျမကလက်လီလက်ကားရောင်းပေးတယ်ကျမရောင်းတယ်ဆိုလို့ရှိရင်ဒါလေးကိုပိတ်စဖို့ချုပ်ခဖို့တော့မရှိတဲ့ဈေးလေးနဲ့ကျမရောင်းပေးတယ်ဒီ1ဆက်လေးတွေဆိုရင်ဒီလိုပုံစံမျိုးလေးတွေဆိုလို့ရှိရင်မြန်မာအမျိုးသမီးတိုင်းကရှိကိုရှိတဲ့တယ်ဘာဖြစ်လို့ကျမကဒီလိုမျိုးပြောလဲဆိုလို့ရှိရင်ကျမတို့ဒီမြန်မာအမျိုးသမီးတွေဆိုပွဲတက်တာတွေပွဲသွားတာတွေရှိတယ်ဒီနမောဖျားသွားကြောင်းတက်ဥပုသ်ဆောင်တာဘုန်းကြီးကျောင်းကိုဆွန့်ပို့တာဒါဆိုလို့ရှိရင်ပပပလေးလေးကြပြကတိကောက်စုဝစ်ပြီးတော့ဒီပဝါလေးခြုံပြီးတော့သွားလိုက်လို့ရတယ်ပွဲတက်မယ်ဆိုရင်လည်းဒါလေးကတင့်တယ်ဒီလိုမျိုးဒီလိုပုံစံဒီလိုအရေးအသွေးလေးနဲ့ဒီလိုပဝါလေးနဲ့ကလည်းမိမိကိုယ်တိုင်ပွဲတက်လို့လည်းတင့်တယ်သလိုထသွားထလာဒီကြပြကတိပဲကိုကဟိုအမြန်လေးပဲသွားလိုက်မယ်ကောက်ဆွပြီးတော့ဒီအင်ကြီးလေးကောက်ဆွပြီးတော့ပဝါလေးပဲခြုံပြီးသွားလိုက်မယ်ဆိုလို့ရှိရင်လည်းတင့်တယ်ဘလို့မျိုးမဆိုဘလို့နေရမျိုးမှမဆိုဝစ်လို့တင့်တယ်တာဖြစ်တဲ့အတွက်ကျမကဒါလေးကိုညှို့ပေးတာဖြစ်တယ်ဒီဟာလေးဆိုရင်ကျမရောင်းပေးတာကပိတ်စဖို့ချုပ်ခဖို့တော့မရှိတဲ့ဈေးပဲဖြစ်တယ်ကျမကဒါကို3800နဲ့ပဲရောင်းပေးတာဖြစ်တယ်ဒီအမတို့ဒီချိတ်ကလေးတွေကိုဒီလိုမျိုးလေးတွေဒီလိုစာနဲ့ဒီလိုချိတ်ဆက်ပြီးတော့ချုပ်ဖို့ဝယ်မယ်ဆိုလို့ရှိရင်ဒီပိတ်စတွေမဲ့အမတို့6000လောက်ရှိတယ်ချုပ်ခဖို့မပါသေးဘူးအဲ့ဒါကိုကျမကဒီ1ဆက်ထမိန်ရောထမိန်ဆိုရင် green ဆိုတရားကိုဂျိတ်ထမိန်ဒီလိုမျိုးလေးကိုပဝါလေးပါပြီးသားဒီဟာလေးကိုကျမက3800နဲ့ပဲရောင်းပေးတာဖြစ်တယ်လက်လီလက်ကားရတယ်ကျမစီမှာလက်လီလက်ကားရတယ်လက်ကားဆိုလို့ရှိရင်10တန်ကနေစပြီးတော့ယူရမှာဖြစ်ပါတယ်ရှင်ကျမကလက်ကားဈေးဆိုလို့ရှိရင်လည်းကျမက300 500တွေမဲ့ရှော့တာမဟုတ်ဘူးကျမကလက်ကားဈေးဆိုလဲအများကြီးကိုပြန်ရောင်းမဲ့လူကအမျက်လုံခြင်းလို့ပြန်ရောင်းတာဖြစ်တဲ့အတွက်အမျက်တင်လို့ရအောင်လို့ကျမကလက်ကားဈေးဆိုလို့ရှိရင်လည်းလက်ကားဈေးနဲ့တူအောင်လို့ကျမကဒီဈေးကိုအများကြီးရှော့ပေးထားတာဖြစ်တယ်အခုကျမမဲဖောက်ပြီးမဲ့ဒီအယောင်လေးကဒီအယောင်လေးပေါ့နော်ပဝါလေးပါပြီးသားပါရှင်ပဝါလေးပါပြီးသားဒီလိုမျိုးလေးဒါလေးကိုလက်ဆိုင်လေးတွေကကျမကမဲဖောက်ပြီးမှဖြစ်ပါတယ်ရှင်ဒီအယောင်လေးရဆိုလို့ရှိရင်လည်းအပြင်မှာဆိုရင်တအားလှတယ်เนาะဒါအလင်းပြန်နေလို့နည်းအလင်းပြန်တော့အပြင်မှာဆိုရင်တအားလှတယ်ဒီချိတ်ကလေးကလေဒါကပွဲတက်လို့လည်းရတယ်ထသွားထလာကြပြကတိကောက်စုပ်ပြီးပဝါလေးခြုံပြီးတော့ကိုကသွားမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတဲ့ပုံစံလေးဒါလေးကလေဒါမြန်မာမိန်းကလေးတိုင်းမှာဒါလေးကရှိကိုရှိတဲ့နဲ့3800ဆိုတဲ့ဈေးကအခုကာလမှာဒါဘာမှမပြောပါတော့တဲ့ဈေးလေးပါเนาะ